အားလုံးပဲမင်္ဂလာပါကျမခုပြောပြချင်တဲ့အကြောင်းအရာလေးကတော့စူပါဟီးရိုးတွေကိုအပြင်လောကမှာတကယ်မရှိဘူးဆိုပြီးယုံထားတဲ့သူတွေဟာခန္ဓာကိုယ်တွေကရုတ်တရက်လျှက်စစ်တပ်ကိုသုံးပြီးကောက်ရိုးပုံကိုမိထရှို့တဲ့လူအမျိုးအစားတွေအပြင်လောကမှာ villain စူပါဟီးရိုးတွေရဲ့လက်နက်ကရိယာတွေကိုတီထွင်ဖန်တီးပြီးတက်ဆင်အသုံးပြုဖို့စ조사နေသူတွေနဲ့မစုံဘူးသေးလို့ပါပဲဒီနေ့မှာတော့အဲ့ဒီလိုမျိုးလူတွေနဲ့တွေးဆုံနိုင်မဲ့နေရာတစ်ခုကိုကျမကဦးဆောင်ခေါ်သွားပေးမှာမို့လို့ channel လေးကို subscribe တစ်ချက် like တစ်ချက်နှိပ်ပြီးအတူတူရှေ့ဆက်ကြရအောင် Spider-Man က Dr. Octopus စု Dr. Octopus စုဆိုတာနဲ့ Spider-Man ရုပ်ရှင်တွေကမတဲ့ရေပဝဲလက်တံတွေရှိပြီး Spider-Man ကိုယ်တော်လေးပေါ်မြှောက်ပစ်နိုင်စွမ်းရှိတဲ့ gadget လို့ခေါ်တဲ့ကိုမဝစ်ဆင်နိုင်တဲ့လက်နက်တစ်ခုကိုပြင်းမြင့်မိမယ်ဆိုရင်100%အသေးချပါပဲအဲ့ဒီစုကြီးဟာတန်ချိန်အတော်များတဲ့ကားတွေကိုနိုဘုတ်စာအုပ်ထဲကစာရွက်လေးတွေဖြဲပြတယ်လို့မျိုးတပီးပီးနဲ့ဆွဲဖြုတ်ပြနိုင်တယ်လို့တစ်ဖက်ကလူတစ်ယောက်ကိုကင်ပြီးနောက်ထပ်၄ဘက်နဲ့တိုက်နိုင်ရန်တွေကိုအေးလူလူလေးတက်နိုင်ကြောင်း Spider-Man ဇာတ်ကားတွေထဲမှာဖော်ပြပေးထားပါတယ်ဒီလိုအစွမ်းထက်တဲ့ပစ္စည်းကအပြင်မှာသာရှိမယ်ဆိုရင်ငါအရင်ဆုံးသွားဝယ်အောင်မယ်ဆိုပြီးကျမငငယ်ကဆိုခဏခဏအမေကိုပူစာပူးသေးပါတယ်အခုခေတ်လေးရောက်ရောခလေးတစ်ယောက်ကိုအပြင်လောကမှာသူကိုယ်တိုင်ဒေါက်တာအော်တိုဘတ်စွကြီးကိုတီထွင်ထားတာမျက်မြင်ကြုံတွေ့လိုက်ရပါတယ်တီထွင်ခဲ့တဲ့ကလေးကတော့နာမည်ကြီးဗီလီယံနာတစ်ယောက်ရဲ့သားဖြစ်ပြီးတော့သူဟာအခုလက်ရှိမှာဒေါက်တာအော်တိုဘတ်စွနဲ့ပတ်သက်ပြီးတီထွင်ကြံစစေတိုးတက်အောင်ပြုလုပ်နေစေဖြစ်တယ်လို့လည်းသိထားရပါတယ်ဆုစ်အတွင်းမှာအသေးစိတ်ပါဝင်တဲ့ prototype အမျိုးအစားတွေဟာလဲလှယ်ဖို့အဆင့်မြင့်တင်ဖို့လည်းလိုအပ်နေတာဖြစ်တဲ့အပြင်ပစ္စည်းအချို့လည်းလိုအပ်နေတာကိုသိခဲ့ရပါတယ်။ Fire shooter မီးတနက်ဆိုလို့တနက်ကြီးလို့မထင်လိုက်ပါတယ်။မျက်လုံးတွေကိုပြစ်လို့ရတဲ့လက်နက်ကိုပြောချင်တာပါ။ခင်ဗျားတို့တွေတွေ့ဘူးလား။ငငယ်က Power Ranger တွေကြည့်တာဖြစ်ဖြစ် Super Hero ကားတွေမှာဖြစ်ဖြစ်ဘီလုံးကြီးတွေနဲ့ပြစ်ပြီး fight တဲ့အခန်းတွေမှာဆိုငါမှလည်းအဲ့ဒီအစွမ်းသာရှိရင်ကောင်းမယ်ဆိုပြီးတော့ပေါ့။အခုဆိုရင်လက်ပတ်နိုင်မှာအလွယ်တကူတက်ဆင်ပြီးစိတ်ကြိုက်မီးတွေပြစ်လွတ်နိုင်မယ်ဖိုင်ရိုခေါ်တနက်ကိုတီတွင်ထားပြီးဖြစ်ပါတယ်ဒီမီးတနက်ဟာဆိုရင်ပစ္စည်းပိုင်းအရာအန္တရာယ်များတာကြောင့်ကလေးတွေစောဖို့တော့မသင့်တော်ပါဘူးလူကြီးတွေအနေနဲ့ကတော့ကိုဗစ်တက်လက်ပတ်နိုင်ရဲ့အောက်မှာဒီဆက်လေးကိုအလွယ်တကူတက်ဆင်ပြီးယူဆောင်သွားနိုင်ပါတယ်ဆက်ရဲ့အလုံးလုံးပုံကတော့ဆမ်ဆာခလုတ်တစ်ခုရှိပြီးနှိမ့်လိုက်တာနဲ့မီးရှို့မိပန်းတွေကိုမီးကြီးလိုက်ရင်ဖြစ်သွားတဲ့ reaction လိုမျိုးထကြွပြီးစက်ပြင်ဘက်ကိုမီးလုံးတွေထွက်သွားတာဖြစ်ပါတယ်။တခါပြည့်ရင်10ပေအထိမီးအားကပြေးတယ်လို့လေကနဦးစမ်းသပ်ချက်တွေအရရရှိထားပါတယ်။ Super Hero အယိုးစု Super Hero အယိုးစုဆိုလို့တည်ဆုံးသွားတဲ့ Super Hero ကိုပြောတာမဟုတ်ပါဘူးနော်။ US စစ်တပ်ဘက်ကနေတီထွင်ဖန်တီးထားတဲ့ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုအစပေါင်းများစွာလျှော့ချပေးတဲ့စက်ကရိယာကိုဝစ်တန်ဆာတစ်မျိုးဖြစ်ပါတယ်။ဒီဝစ်စုံဟာဆိုရင်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတာမန်အားဖြင့်မလုပ်ကိုင်နိုင်တဲ့အရာတွေပံ့ပိုးပြီးလှုပ်ဆောင်နိုင်အောင်ကူညီပေးမှာပါ။ဝစ်စင်ရမယ့်နေရာတွေကတော့ကြောရိုးမကြီးကနေခြေထောက်တွေအထိထိန်းချုပ်ရေးစက်ကရိယာတန်ဆာကိုဝစ်စင်ထားရမှာဖြစ်ပါတယ်။ပစ္စည်းအလေးကြီးတွေကိုလည်းမနိုင်မယ်။အမြင့်ကြီးလည်းခုံနိုင်မယ်ပေါ့လေ။ Spider-Man လက်အိတ်ညာ University of Stanford ရဲ့ Engineer Major ကတီထွင်ထားတဲ့ဒီလက်အိတ်တွေဟာဆိုရင်နယံတွေကိုတွန်းအားသဘောနဲ့ဖိပြီး Spider-Man တယောက်နယံပေါ်တက်တယ်လို့မျိုးတွဲကပ်ပြီးတက်နိုင်မယ့်အခြေအနေကိုရည်စူးပြီးဖန်တီးထားတဲ့လက်အိတ်ဖြစ်ပါတယ်။ Stanford ကကျောင်းသားတွေကတော့အဲ့ဒါလေးကိုခဲကိုလက်အိတ်တွေလို့ခေါ်ပြီး prototype ရဲ့နာမည်ကိုပဲဦးစားပေးခေါ်ဆိုထားတာဖြစ်ပါတယ်။ Cypress အာယုံကျော်အထူးသဖြင့်အုံနောက်နဲ့ပတ်သက်တဲ့စက်ပစ္စည်းလိုအရာတစ်ခုကိုတီထွင်ထားတယ်လို့ပြောရင်ခမားတို့ယုံကြမလား Elon Musk ကိုသိတယ်ဆိုရင်တော့ကျမရဲ့မိခွန်းကိုမယုံကျင်တဲ့သူရှိမှာမဟုတ်ပါဘူး Elon Musk ဆိုတာဟာ technology ဘိုင်းမှာဆရာတဆူဖြစ်ပြီးတော့ကူတန်းသွားလာရေးတွေကအစလူတွေရဲ့နေတတူဝသုံးဆွဲနေရတဲ့အရာတွေကိုတော့ထိခနဲအုံနောက်သုံးပြီးတီထွင်ကြံစနိုင်တဲ့သူပါဒါပြင်လူတော်တော်များများကိုလည်း technology ရဲ့လွှမ်းမိုးမှုကိုခံနေရအောင်လုပ်ထားတဲ့သူလည်းဖြစ်ပါတယ်
Elon ဟာလက်တလုံးမှာ Cypress ဆိုတဲ့အုံနောက်ရဲ့ line တွေကိုတာမန်ထက်5ဆလောက်ပိုမြင့်ပေးနိုင်တဲ့ chipset အုံနောက်အာယုံကြောတစ်ခုခုကိုဖန်တီးပေးနေတာဖြစ်ပါတယ်။အနာဂတ်အတွက်လည်းယုံကြည်မှုအများကြီးရှိတယ်လို့မျှော်မှန်းခံထားရတဲ့ဒီအာယုံကြောတုဟာဆိုရင်ကျမတို့ရဲ့အုံနောက်ကို link ချိတ်ပေးမှာဖြစ်ပြီးတော့တာမန်ထက်ပုံမကောင်းမွန်တဲ့အတွေးခေါ်တွေပုံမကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေတွေနဲ့ပုံမလျင်ပြန်တဲ့တုံ့ပြန်မှုတွေကိုအမြန်ဆုံးလှုပ်ရှားနိုင်အောင်ကူညီပေးနိုင်ပါတယ်။ကိုပြောက်ဝေယုံ Harry Potter Invisible Man နဲ့အခြားသောရုပ်ရှင်တွေထဲမှာမြင်ပူးနေတဲ့ကိုပြောက်ဝေယုံကိုအခု US စစ်တပ်ကနေတီထွင်ထားတယ်ဆိုတာသိပြီးကြပြီလား။ကျမငယ်ငယ်ကဆိုရင်ကိုပြောက်ဝေယုံကိုသိလို့ချင်တာစားချင်တာတွေစားမယ်ကစားစရာတွေတွားယူမယ်ပေါ့အသက်ကြီးလာတော့အဲ့ဒီလိုကိုပြောက်ဝစ်ဆောင်ရဲ့စွမ်းအားကမကောင်းတဲ့သူတွေစီကိုရောက်သွားရင်ဘာဖြစ်နိုင်တယ်လဲဆိုတဲ့အရာကိုတွေးမိပြီးစိတ်ပူတက်လာတယ်။ဘာလို့ဆိုလူကမပေါ်ပဲလှုပ်ချင်တာလုံးတောင်းချလို့ရနေမှာကိုအခုတော့ US စစ်တပ်ဘက်ကနေ content ဆိုတဲ့ဒီကိုပြောက်တိုင်းကသို့မဟုတ်ဝေယုံကြီးကိုစီစဉ်နေတာအထမြောက်လူနေပါဖြစ်နေပါပြီ။ဝေယုံဆိုတာထက်သူကတိုင်းကလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။လူတစ်ယောက်လုံးဟာတိုင်းကတစ်ခုရဲ့နောက်မှာရှိနေမယ်ဆိုရင်တိုင်းကကိုဖောက်ပြီးလူရဲ့အနောက်ကအရာတွေကိုသာမြင်နိုင်မှာဖြစ်တယ်လို့လူတစ်ယောက်ရှိတဲ့ဆိုတာကိုလုံးဝမသိနိုင်တဲ့ပစ္စည်းလက်နက်တစ်ခုဖြစ်ပါတယ်။ကြီးကဝက်စုံပုဂ္ဂိုလ်ကြီးတွေနဲ့အရေးပါအရာရောက်တဲ့လူကြီးတော်တော်များများအတွက်အင်ကြီးပြင်ဆင်ပေးရတဲ့လူတိုင်းဟာကြီးကအင်ကြီးကိုချုပ်လုံနိုင်ကြပါတယ်။နီလာတစ်ခုဆိုရင်အဖြစ်တစ်ခုလည်းရှိမှာပါ။နီလာတစ်ခုဆိုရင်အဖြစ်တစ်ခုလည်းရှိမှာအတိအကျဆိုတော့ကျမတို့လည်းအဲ့ဒီနီလန်ပေးခဲ့ရင်အဲ့လိုအင်ကြီးဆိုတာမချုပ်တက်စရာမရှိပါဘူး။ဒါဆိုဘာတွေထူးခြားနေတာလဲ။ထူးခြားခန္ဓာကတော့အင်ကြီးအထဲကိုထည့်ရတဲ့ကြီးကပါပဲ။ကြီးကတစ်ချက်ဟာတနေ့ရစာအတွက်ကိုဒေါ်လာ22,000တန်ကြီးရှိပါတယ်။ပြီးတော့ချုပ်တဲ့သူတွေဘလို့ထဲချုပ်လဲမသိပေမဲ့ကြီးကပိတ်ကအထူကြီးပါ။အရှိန်ပြင်းပြီးဖောက်နိုင်စမ်းကြီးမားတဲ့ကြီးတောင်ကိုတောင်ဝစ်စုံရဲ့အပြင်ပိုင်းမှာတင်ရက်သွားအောင်လုပ်နိုင်ပါတယ်။ဒါကြောင့်ကြီးကအင်ကြီးတွေကိုတော်ယုံလူတွေဝစ်စရာလည်းမလိုသလိုဝစ်လို့လည်းမရနိုင်တာဖြစ်ပါတယ်။ကျမတို့အတွက်ကတော့ကြီးကအင်ကြီးဆိုတာကခန္ဓာကိုယ်ပေါ်မှာတအိုးတအိမ်ထူနေတဲ့အင်ကြီးတစ်ဆောင်နဲ့တောင်တူနေတယ်လို့တွေးမိတဲ့အထီပါပဲ။ NK01 စက်ရုပ် NK ဆိုတာကိုမကြားဘူးဆိုရင်အဲ့ဒါခမည်းတယောက်တည်းမဟုတ်ပါဘူးကျမလည်းခုမှသိတာဖြစ်ပါတယ် NK01 ဆိုတဲ့စက်ရုပ်ဟာတရုတ်နိုင်ငံကဖန်တီးထားတဲ့စက်ရုပ်ဖြစ်ပြီးတော့ဖန်တီးထားတဲ့ပညာရှင်တွေဟာအရန်ကိုမှကြောင်တောင်နိုင်ပြီးတော့စူးစမ်းလေးလာစွမ်းကောင်းလွန်းတဲ့သိပ္ပံကျောင်းစာချုပ်တွေလည်းဖြစ်ပါတယ်သူတို့ကဘာလို့ဓာကြီးကိုတီထွင်ထားတာလဲဆိုရင်စက်ရုပ်ခန္ဓာကိုယ်ကနေသူမတူတဲ့သဘာဝလွန်စွမ်းအားတွေကိုအသုံးချခြင်းလို့ဖြစ်ကြောင်းလေလေးလာချက်အရတွေ့ရှိသိခဲ့ရပါတယ်Iron Man ဝစ်စုံ Iron Man ရဲ့ဝစ်စုံကဘာတွေလုပ်နိုင်လဲမီးတွေကစ်နိုင်တယ်လေပေါ်မှာပြန်နိုင်တယ်အရာတော်တော်များများကိုထိန်းချုပ်နိုင်တယ်စသဖြင့်ပေါ့အဲ့ဒီဝစ်စုံမျိုးဟာလက်တွေ့ကဘာမှာတီထွင်ပြီးသားဖြစ်နေပါပြီအများကြီးတော့မမျှော်လင့်ချပါနဲ့အပြင်ကဘာက Iron Man စုဆိုတာဟာဂျိုနီစတက်ဝစ်တယ်လို့အခြားကြခမ်းမိုင်းဝစ်စုံဆိုတာထက်စစ်တပ်ကနေတီထွင်ထားတဲ့တနက်ပြောင်းကြီးလေးကိုသုံးပြီးအဲကထွက်တဲ့အရှိန်နဲ့ရှေ့ကိုဥတီကသွားနိုင်ပြီးလေးဘော်ကိုအတော်အသင့်ပြန်နိုင်ရုံသာရှိတဲ့စုတစ်ခုဖြစ်ပါတယ်ဒီဝစ်စုံအတွက်အနာဂတ်မျှော်မှန်းချက်ရှိလားဆိုရင်တော့ရှိပါတယ်ဖိုးလေးကောင်းလာနိုင်ပါတယ်ဒါပေမဲ့အချိန်တော့တော်တော်လေးပေးရပါလိမ့်မယ်ကျမတို့အတွက်ကတော့ကြိုက်လားလို့မေးရင်ကြိုက်တယ်ရှိချင်လားဆိုရင်ဒေါ်လာသိန်းပေါင်းများစွာကုန်ကျမှာဆိုတော့NKကတော့ no ပေါ့ဗျာဘောဘလင်းကိုကြည်ဘူးတဲ့ဆိုရင်ဒီကရိယာနဲ့စိမ့်မယ်လို့မထင်ပါဘူးဘောဘလင်းကတော့လက်သေးကိုအသားထဲကနေထွက်တာပေါ့ဒါပေမဲ့အခုပစ္စည်းကတော့ဆက်ပစ္စည်းပါဆက်ပစ္စည်းဆိုရင်ခလုတ်တွေပါမှာပေါ့လေဘယ်ခလုတ်ကိုနှိပ်ရင်လက်သေးထွက်လာမှလဲမေးတဲ့သူအတွက်မယုံနိုင်လောက်တဲ့အဖြေတစ်ခုစီစဉ်ထားပေးပါတယ်ဒီကရိယာဟာလဲတက်ဆင်ထားတဲ့သူရဲ့လက်မောင်းမဆယ်အသွားလာတွေကနေကျုံရင်ကျုံတယ်လို့ဆက်ရင်ဆန့်တယ်လို့လက်သေးရဲ့စီးချက်ကိုထုတ်သွင်းနိုင်ပါတယ်ဥပမာ Wolverine ကသူ့လက်တွေဆန့်လိုက်ရင်လက်သေးထွက်လာတယ်လို့မျိုးဒီဆက်လေးကလည်းတက်ဆင်ထားတဲ့သူရဲ့လက်မောင်းမဆယ်တွေစ
န်ထွက်တာနဲ့စက်ထဲကနေရွှေကနေထွက်လာမှာဖြစ်ပါတယ်။ပြောရရင်တော့ Wolverine fan တိုင်းအကြိုက်တွေ့စေမဲ့ပစ္စည်းတစ်ခုဖြစ်ပြီးရုပ်ရှင်တွေကလန်ဒက်တစ်ခုကိုလည်းအပြင်လောကမှာအမှန်တကယ်ခံစားနိုင်မှာအသိချပါပဲ။မက်ဂနီတိုရဲ့တန်လိုက်ဖနက် H-Man နဲ့ပတ်သက်တဲ့စွမ်းအားတွေလက်နက်တွေကိုတောက်လျှောက်ပြောနေတာဆိုတော့အခုဆိုရင်တကယ်ကောင်ကြီးမက်ဂနီတိုရဲ့တန်လိုက်စွမ်းအားကိုလက်တွေ့ခံစားနိုင်မဲ့ကိရိယာပစ္စည်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။တီထွင်ထားတဲ့သူကတော့ရေပိုက်ပြင်သမားဖြစ်ပြီးရည်ရွယ်ချက်ကတော့မျက်နှာချက်တွေပေါ်မှာတက်ပြင်ရတဲ့ပစ္စည်းတွေအတွက်အဆင်ပြေအောင်လုပ်ထားတာလို့ပြောပါတယ်။သူရဲ့တန်လိုက်ဖနက်မှာဆိုရင်တန်လိုက်စွမ်းငင်အားကိုအသုံးပြုထားတဲ့နေရာရဲ့အဓိကခလုံးနှစ်ခုရဲ့ပါပါတယ်။ခလုတ်တွေရဲ့အလုံးလုံးတဲ့ပုံကတော့တစ်ချက်နှိပ်တာနဲ့ကတ်နေတဲ့နေရာနဲ့တန်လိုက်ဖက်နှက်ကိုခွာအောင်တွန်းအားပေးလိုက်တဲ့သဘောဖြစ်ပါတယ်။ပြောရရင်တော့ဒီပစ္စည်းဟာမိုးမျှော်တိုက်တွေမှာအလုံးလုံးရသူတွေအမြင့်တက်ရတဲ့သူတွေအတွက်ကိုအလွန်ကိုအသုံးဝင်နေတဲ့ပစ္စည်းဖြစ်ပြီးလုံခြုံမှုရှိရှိနဲ့ထုတ်လုပ်သွားနိုင်မှာဆိုရင်တော့အခုလက်ရှိပစ္စည်းတွေကိုတခေတ်စမ်းသစ်နိုင်တဲ့အထိပြောင်းလဲမှုဖြစ်ပေါ်သွားစေမှာပါ။ James Bond ရဲ့စကူဘာကJames Bond ရုပ်ရှင်တွေတဲကကားတွေဟာရင်းနစ်တာဖြစ်ဖြစ် drift အလွန်အကျွံဆွဲမိတာဖြစ်ဖြစ်တိုက်မိတာဖြစ်ဖြစ်ရေထဲရောက်သွားလဲမောင်းနေနိုင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်နေအထဲကလူတွေကတော့ထိခိုက်သွားခြင်းသိမရှိတာကိုသတိထားမိမှာပါအဲ့ဒီလိုကားမျိုးက James Bond fan တွေအတွက်တော့အလိုချင်ဆုံးအရာတွေထဲမှာပါမယ်လို့ထင်ပါတယ်အဲ့လိုကားတစ်စီးဟာအခုလက်တွေ့ကမ္ဘာမှာရှိနေပြီဆိုတာသိပြီးကြပြီလားဒီကားဟာဆိုရင်ကုန်းပေါ်မှာမောင်းနေရကနေချက်ချင်းဆိုသလိုလှေတစည်းအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပြီးတော့ရေပုံမှာလည်းမောင်းလို့ဆက်ရနေအောင်မှာဖြစ်ပါတယ်။ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူး။အဲဒီကားဟာဆိုရင်လှေတစည်းအနေနဲ့ပြောင်းသွားချိန်မှာအများသူငါလှေတွေလို့ရေပေါ်ဘောလုံးပေါ်ယုံတင်မဟုတ်ပဲစပီဘုတ်တစ်ခုလိုမျိုးပါနင်းပြီးမောင်းနေနိုင်မှာဖြစ်ပါတယ်။ပြောရရင်တော့ကားတစ်စီးရဲ့နေရာကနေအလွန်လန်းဖြစ်နေစေမဲ့ကရိယာပစ္စည်းတစ်ခုပါပဲ။ဒီပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာဒီလိုအရာတွေကိုအနေနဲ့အများစတင်မြင်တွေ့ခံစားလာနိုင်တာကတော့ဖျားပေးတဲ့ဆုလက်ပဲလို့သာဆိုရပါလိမ့်မယ်။ Echolocation ဆိုတာကိုမပြောပြခင်အဲ့ဒါကဘာကိုဆိုလိုချင်တာလဲဆိုတာကိုအရင်ရှင်းပြပါရစေ။ Echolocation ဆိုတာဟာမျက်စိကမြင်ရတဲ့အမြင်ကိုမဟုတ်ပဲဒီဘက်ဝန်းကျင်ကတံပြန်ကြားရတဲ့အတန်တွေကိုအကျိုးပြုပြီးလှုပ်ရှားသွားလာဖို့အတွက်တေချာစေတဲ့မှတ်တိုင်တစ်ခုကိုပေးတာဖြစ်ပါတယ်။အရှင်းဆုံးဆိုအတန်နဲ့သွားလာခြင်းပေါ့။ဒီရာကိုလင်းတို့တွေမှာအများဆုံးတွေ့ရနိုင်ပြီးအခုဆိုရင် Daniel Cat ဆိုတဲ့မျက်မမြင်တယောက်စီမှာလည်းအဲ့ဒီအာယုံဟာရှိနေပြီဖြစ်ပါတယ်။မျက်မမြင်တယောက်အနေနဲ့ကဘာပတ်ဖို့နဲ့သိမြင်ခံစားဖို့ဆိုတာဟာခက်ခဲတယ်ဆိုပေမဲ့ Daniel အတွက်ကတော့အဲ့ဒီလိုမဟုတ်နေပါဘူး။ဒနီယယ်ဟာသူ့ပတ်ဝန်းကျင်ကအသက်လိုင်းတွေကိုပိုင်နိုင်စွာအသုံးချနိုင်ပြီးအဲ့ဒီလိုင်းတွေအတိုင်းမိမိလိုရာကိုမျက်မြင်ဒုတ်တချောင်းလက်ကကင်ပြီးသွားလာနိုင်ပါသေးတယ်။ဒနီယယ်ဟာသူ့ရဲ့ပုံစံအတိုင်းလူတော်တော်များများအထူးသဖြင့်မျက်မြင်ကိုဘယ်လိုသွားလာနိုင်တယ်ဘယ်လိုမျိုးအတန်ကိုခံစားရမယ်ဆိုတာကိုသင်ပေးပြီးလွတ်လပ်စွာသွားလာနိုင်မှုကိုလည်းသင်ကြားပြောပြပေးခြင်းပါသေးတယ်။ဒနီယယ်ဟာငယ်စဉ်ကတည်းကမျက်စိကွဲသွားတာကြောင့်ဒီလိုထူးခြားတဲ့အရာမျိုးကိုသူပိုင်ဆိုင်နိုင်တာဖြစ်တဲ့အကြောင်းကိုလည်းပြောပြပူပါသေးတယ်။မီလူသာတရုတ်နိုင်ငံဘက်ကနေစတင်လာတဲ့ခိုင်းသဘောတဘာဝဆိုတာကိုပြည်သက်ကြီးတို့လည်းသိမယ်ထင်ပါတယ်။ဒီခိုင်းဟာခန္ဓာကိုယ်တွင်းကနေလာတာဖြစ်ပြီးကိုအသုံးပြုရင်အသုံးပြုတယ်လို့လည်းအစွမ်းထက်ပါသေးတယ်။ခိုင်းကိုအတန်ပြုပြီးလက်ကနေလျှက်စစ်တက်ကိုထုတ်ထားကောက်ရိုးမီးကိုမီးရှို့နိုင်တာမျိုးတွေအထိလုံနိုင်ပါတယ်။အခုပြောပြပေးမဲ့လူကတော့အဲလိုလူမျိုးလုံနိုင်တဲ့သူပါ။သူဟာခန္ဓာကိုယ်တွေကခိုင်းစွမ်းအားကိုလက်နဲ့အဖြစ်ပြောင်းပြီးလျှက်စစ်တက်ကိုလည်းသူခန္ဓာကိုယ်မှာပြင်းနေအောင်ထုံနိုင်ပါသေးတယ်။ဒါပြင်အဲ့ဒီလျှက်စစ်ကိုအသုံးပြုပြီးအချောက်လန်းထားတဲ့တိရွက်ပစ္စည်းတွေနဲ့ကောက်ရိုးတွေကိုအသုံးပြုကလက်နှစ်ဖက်နဲ့ပြင်းပို့တိုက်ပြီးအခိုးအငွေ့တွေမီးတွေထွက်လာအောင်လုပ်နိုင်ပါတယ်။ကျမသိချင်တာကအဲ့ဒီလူမီးရဲ့အပူဒဏ်ကိုဘယ်လိုခံစားလဲဆိုတာပါပဲ။ဘာကြောင့်ဆိုမီးဟာခန္ဓာကိုယ်ကိုထိလိုက်ရင်တော့ပူနေတဲ့ဥစ္စာခန္ဓာကိုယ်တွေကထွက်ရင်ပိုများမပူလောင်နိုင်ဘူးလား။